ကြည်အဲ့ဒါလိုကြည်6တောင်းနဲ့နောက်ဆုံးကြံတဲ့3កောင်ရအောင်ပြပြောက်ကြံတဲ့ကောင်2កောင်လိုက်ရှာကျန်တဲ့ကောင်ပယ်နားမှာဘယ်မလို့လဲဒီကောင်ဒီခစ်ထက်ချောင်းလေမိဘတကောင်မဲကြံတော့ဟိုဘက်ဟုတ်လားဟိုဒီဘက်9ဘက်ကိုကူးလာတယ်9ဘက်ကိုကူးလာဟုတ်တယ်အိုးလွတ်သွားတယ်ကြည်3000တောင်ကျန်သေးအေးစေးချောင်းလိုက်တော့ရပြီသူကငါရှုံးတာဆင်းပြလိုက်တော့နော်